အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေထဲကတစ်ခုဖြစ်ပြီး Paradise of the Pacific လို့တင်စားပြီးခေါ်ဝေါ်ကြရလောက်အောင်လှတဲ့ Fiji ဆိုတဲ့ကျွန်းစုနိုင်ငံလေးတစ်နိုင်ငံအကြောင်းပဲဖြစ်ပါတယ်ဒီနေရာအနေနဲ့ကတော့ South Pacific မှာရှိတဲ့ကျွန်းစုနိုင်ငံလေးဖြစ်ပြီး Australia နဲ့ဆိုရင်မိုင်ပေါင်း2000လောက်ဝေးမှာရှိပါတယ်ဧရိယာအကျယ်အဝန်းအနေနဲ့18284 စတုရန်ကီလိုမီတာစကွဲရှိပါတယ်အဓိကကျွန်းတစ်ခုဖြစ်တဲ့ Viti Levu နဲ့ Vanuatu တို့ကနယ်နိမိတ်ဧရိယာရဲ့89ရာခိုင်နှုန်းရှိပြီးကျန်တဲ့ကျွန်းငယ်ပေါင်း300ခန့်ပါဝင်ပါတယ်သမုဒ္ဒရာနယ်အကျယ် Exclusive Economic Zone အရဆိုရင်တော့12,900 စတုရန်ကီလိုမီတာခန့်လောက်ရှိပါတယ်အဲ့ဒီနိုင်ငံမှာလူအများစုသွားရောက်လည်ပတ်နိုင်တဲ့ထင်ရှားနေရာတွေအများကြီးရှိပါတယ်။အဲ့ဒီကမှ Top 4ဖြစ်တဲ့နေရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့နာတီမြို့ဖြစ်ပါတယ်။ဒီမြို့လေးကဖီဂျီမြို့ပြီးရင်နောက်ထပ်လူသွားအများဆုံးမြို့လေးဖြစ်ပါတယ်။အဲ့ဒီနာတီဆိုတဲ့မြို့လေးမှာစာရှိဗာဆူဗာမာနီယာတမ်ဘဲဆိုတဲ့အိန္ဒိယဓမ္မကျောင်းရှိပါတယ်။အဲ့ဒီကိုသွားတဲ့လမ်းမှာလည်း Garden of Sleeping Giants ဆိုတဲ့ပန်းဥယျာဉ်လှလှလေးလည်းရှိပါတယ်။နံပါတ်2အနေနဲ့ကတော့မာမာနူကာကျွန်းစုလေးဖြစ်ပါတယ်။ဒီကျွန်းစုလေးကဖီဂျီရဲ့အလှဆုံးကျွန်းစုလေးလည်းဖြစ်ပါတယ်။အဲ့ဒီကျွန်းမှာ Cut Away ဆိုတဲ့ဇာတ်ကားကိုရိုက်ခဲ့ပူးပါတယ်။နံပါတ်3ကတော့ဆူဗာလို့ခေါ်တဲ့ဖီဂျီရဲ့မြို့တော်ဖြစ်ပါတယ်။ဒီမြို့လေးမှာတော့ Fiji Museum မှာ Fiji ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုတွေကိုပြသထားပါတယ်။နောက်ဆုံးနံပါတ်4ကတော့တဗီဦးနီကျွန်းဖြစ်ပါတယ်။အဲ့ဒီကျွန်းကို Garden ကျွန်းလို့လည်းခေါ်ကြပါတယ်။ Burma National Heritage Park လည်းရှိသလိုတောင်တန်းနဲ့ရေတံခွန်တွေလည်းအများကြီးရှိပါတယ်။ယခုလိုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။ Channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။ Bye bye